ทำไมไม่บอกทำไมไม่พูดทำไมไม่คุยအဲ့ဒီစကားလုံးတွေအဓိပ္ပာယ်ကကြတော့ဘာဖြစ်လို့မပြောလဲဘာလို့မပြောလဲဘာလို့စကားမပြောလဲအဲ့ဒီအဓိပ္ပာယ်တွေဖြစ်ပါတယ်ရှင်พูดคุยบอกဆိုတဲ့စကားလုံးသုံးလုံးဒီမြန်မာလိုဘာသာပြန်စကားပြောသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ရှင်နော်ทำไมဆိုတာကတော့ question ဖြစ်ပါတယ်အမေးပါทำไมရဲ့အဓိပ္ပာယ်ကဘာကြောင့်လဲဘာလို့လဲအဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ทำไมไม่บอกไม่ဆိုတာအငင်းဖြစ်ပါတယ်ရှင်ไม่บอกဆိုရင်မပြောဘူးတဲ့ไม่คุยဆိုရင်လည်းမပြောဘူးไม่พูดဆိုရင်လည်းမပြောဘူးအဲ့တော့စကားမပြောဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ရှင်အရှိမအငင်းထည့်လိုက်လို့ရှင်အဲ့ဒီ Korea အားလုံးက negative အငင်းတွေဖြစ်သွားပါတယ်အဲ့တော့ทำไมไม่บอกทำไมไม่พูดทำไมไม่คุยအဲ့ဒီအဓိပ္ပာယ်တွေဒီဘာဖြစ်လို့စကားမပြောတာလဲဘာကြောင့်မို့လို့စကားမပြောတာလဲဘာကြောင့်မို့မပြောတာလဲအဲ့ဒီအဓိပ္ပာယ်တွေဖြစ်ပါတယ်ရှင်စာလုံးပေါင်းကြည့်ရအောင်ทำไมทออำทำมอไอไม่ทำไมဘာကြောင့်မို့ဘာလို့လဲทำไมไม่มอไอไม่ไม่เอไม่บออกบอกไม่บอกทำไมไม่บอกทำไมไม่พูดทออำทำมอไอไม่มอไอไม่เอไม่พออูดอพูดทำไมไม่พูดทำไมไม่คุยทออำทำมอไอไม่มอไอไม่เอไม่คออุยอคุยทำไมไม่คุยเก็บอย่างสุจิมนะเนาะทำไมไม่บอกทำไมไม่พูดทำไมไม่คุยเสร็จไปจาบาสิชิနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်ချက်ဖြူဖြူပါบ๊ายบายสวัสดีค่ะขอบคุณค่ะ